သူဟာလယ်ကွင်းထဲမှာအလုံးလုံးနေရင်သူ့ရဲ့တူကိုပျောက်ဆုံးသွားခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့သူငယ်ချင်းဖြစ်သူကတတုရှာဖွေရေးကိရိယာကိုယူဆောင်လာပြီးသူတို့နှစ်ဦးတူလိုက်လံရှာဖွေခဲ့ကြပါတယ်။ရုတ်တရက်ဆိုသလိုအဲ့ဒီကိရိယာကနေအချက်ပေးတံမိလာခဲ့တာကြောင့်သူတို့ဟာပျောက်ဆုံးသွားတဲ့တူကိုပြန်တွေ့ပြီလို့ထင်မှတ်ကမြေကြီးကိုတူးဆွခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တူးဖော်တွေ့ရှိခဲ့တာကတော့တူမဟုတ်ပဲငွေစွန်းတွေဖြစ်နေပါတယ်။အဲ့ဒီနောက်မှာတော့ရွှေတေရတနာတွေနဲ့ရှေးဟောင်းတင်ကားပြားတွေကိုပါဆက်တိုက်တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်သူဟာရဲတပ်ဖွဲ့ထံဖုံးဆက်အကြောင်းကြားခဲ့ပြီးနောက်တစ်နေ့မှာတော့ရှေးဟောင်းသုတေသနပညာရှင်တွေအပြေးလွှာရောက်ရှိလာခဲ့ကြပါတယ်။သူတို့ဟာအဲ့ဒီနေရာကနေရောမခေရှေးဟောင်းတင်ကားပြားပေါင်း1000ကျော်နဲ့အတူပေါင်ချိန်များစွာလေးလံတဲ့ရွှေတေရတနာတွေနဲ့စားပွဲတင်အသုံးဆောင်ပစ္စည်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီပစ္စည်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း1600ခန့်ကတည်းကလယ်ကွင်းထဲမှာမြုပ်နှံခြင်းခံခဲ့ရတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီသူငယ်ချင်းနှစ်ဦးဟာတန်မိုးဖြတ်မရတဲ့အဆိုပါရတနာတိုက်ကြီးကိုအတူတူခွဲဝေပိုင်ဆိုင်ခွင့်ရရှိခဲ့ကြပါတယ်။